မင်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေပိုင်ကိုမျက်နှာမြတ်ဘိုင်းကိုတဲ့ကြောင့်အားလုံးပြောချင်ပါစေကြောင်းကိုပိုင်ကြီးစုမကောင်းတောင်းပါတယ်တက်မတော်ကဘုံတွေကျဲလိုက်တယ်စာတင်ကျောင်းကိုကျဲတယ်နောက်တစ်ခါကျတော့ဘုံကျောင်းတွေကျဲတယ်ဖရာကျောင်းတွေကျဲတယ်စီကန်းတွေစီယုံတွေစီကန်းတွေကိုကျဲတယ်နော်အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးရှိတော့တစ်ဖက်ကအကြမ်းဖက်တွေဘက်ကရှိတာတဲ့မီဒီယာတွေကတောက်လျှောက်ပြောလာတယ်အဓိကတော့ဟိုဘက်ကလက်ရှိဆိုတဲ့ကောင်ပြောတာရှိတယ်မင်းတို့ဟိုနေ့တက်ကကျဲလို့ရှိရင်ဌာနချုပ်တွေကိုကျဲတာလားဘာလို့ဟိုနေ့ပဲလူပြည်သူတွေရှိတဲ့ဘုံကျောင်းတို့စာသင်ကျောင်းတို့ပဲမင်းတို့ကျဲတာလားဆိုတာအဲ့မှာအဲ့ငစီတိအောင်ဒီကောင်ကိုပြလိုက်ပါနော်ဒီကောင်ရဲ့ပါတနာတွေဟာလားကိုပိုင်ကြီးကတော့အဲ့မှာတက်တွေနဲ့ပြပြီလို့ပြောပြီးပြလိုက်ဆမ်းပါနော်ကဲအတူတူကြည့်ပြီးမှစကားဆက်ပြောမယ်ဗျာနော်ဘာကြောင့်တက်မတော်ကဘုံကြီးကျောင်းတွေစာသင်ကျောင်းတွေစီယုံတွေဒီလိုဗိတုရှင်းလင်းရတယ်လေဘုံကျဲရှင်းလင်းရတယ်လေဆိုတာတိအောင်လို့ဒါပိုင်ကြီးပြပြီးမယ်အဲ့တော့ကြည့်လိုက်နော်ငတိနောက်လိုက်ငတော့တတိုက်ဆိုတာနော်မင်းတို့လည်းကြည့်လိုက်အောင်အဲ့မှာဟုတ်လားအဲ့ဒီမှာဆိုတော့မင်းတို့တိအောင်တော့ပြောလိုက်မှာအဲ့ဒါဘုံကျောင်းတွေကိုစဝင်နေပြီဘုံကျောင်းတော့စစ်စကန်တိလားတဲအိတ်တွေအဲ့မှာဝက်မှာကြည့်လိုက်အောင်မပြောင်းမှာအဲ့မှာအစိမ်းကြီးတိလားမဟုတ်ခေါင်းလောင်းပေးတာမှာတဲအိတ်တွေတိလားတဲကြီးအကားတွေဒါတောင်းတော့ဝင်စီးလို့ရသွားတဲ့ကျောင်းတစ်ကျောင်းပေါ့ကွာအခုအဲ့မှာတိလားဘုံကျောင်းတာပြောတယ်မင်းတို့ရေကန်သားမှာတော့ကြည့်အောင်တော့ပတ်ချလဲမှာတဲအိတ်တွေပဲဟုတ်လားအဲ့မှာစပိုးဆောင်တို့အမမမင်းတို့အကုန်ကြည့်နော်တဲအိတ်ဒီရောဘာဒီရောရှုပ်ရှက်ကိုခတ်နေအောင်လဲပန်ကာတွေရောဖုန်းဟိုနေ့တော့ကွန်ပျူတာတွေအမှကျုံတော့ဖုန်းကြောင်းပဲတဝင်းလုံးမင်းတို့ဟိုမှာထိုင်ပြီးစကားပြောတယ်အဲ့ထဲမှာကြည့်ဟုတ်လားအကုန်တဲအိတ်ဒီနဲ့တေးကြစစ်စကိုင်းပုံစံမျိုးလောက်ထားတွေ့လားအဲ့မှာကဲကြည့်မင်းမြင်ဘူးအောင်ကြည့်မင်းတို့ကပြောလို့ရှင်လို့ရှိရင်တမ်းတော့ကအမှကျုံတော့နဲနော်မဟုတ်ပါဘူးမင်းတွေ့မှာပါနဲနော်မဟုတ်တွေ့မှာအမလေးတဲအိတ်တွေကဟိုနေ့တိုက်9လုံးလောက်စောက်လို့ရတဲ့တဲတွေအိတ်တဲတွေထက်ထားတာတွေ့လားအခုပြန်ဝင်ပြီးထွက်ပြီးဖုန်းเจ้าတွေချားမှာအကုန်လုံးအပြည့်ပဲနော်အဲ့တော့ဖုန်းเจ้าတွေကိုကျဲတယ်လို့ပြောတယ်ဖုန်းเจ้าတွေကိုကျဲတယ်အဲ့ကောင်တွေအကုန်လုံးကစစ်စကန်ဖြစ်တိဆောက်တာတယ်အဲ့မှာရှိတဲ့เจ้าကဖုန်းเจ้าနိုင်တွေကိုသူတို့အစဉ်ပြေလို့မပြေရင်တက်ပြစ်တယ်ပြေမပြေမောင်းထုတ်တာများတယ်အဲ့နေရာတွေမှာအကုန်လုံးစကန်တိုင်တယ်ထိုနည်း၎င်းเจ้าတွေလည်းဒီတိုင်းပဲဆေးရုံတွေလည်းဒီတိုင်းပဲစစ်စကန်ဖြစ်ဒါနိုင်ငံတကာနေမျိုးမှာဒီလိုကားတွေမပြည့်အောင်ဗျာမပြည့်အောင်မစီးအောင်ဆိုတဲ့အမျိုးရှိတယ်သူကဥပဒေရှိတာကိုဒါနိုင်ငံတကာ law ရှိတာပေါ့ဒါမျိုးတွေကိုသူတို့ကကာဘာယူပြီးတော့မှလောက်တာအဲ့ဒါကျောင်းနေမှာဆိုလဲကလေးတွေစာသင်တယ်ဘာညာဆိုတော့ရှင်းပါပြတယ်ဘေးမှာစစ်စကန်ဖြစ်သူတို့ကနေတယ်ခလေးတွေစာသင်ဆိုကာဘာလောက်တယ်အဲ့တော့သူတို့ကဓမြ